ဘဏ်ကနေပတ်စံသွားထုတ်တာတာဝန်ခံဝန်ထမ်းကမျက်စိမှုံပြီး9သိန်းကို9တန်းလို့အမှတ်မှားပြီးတော့ကျွန်တော်ကို4တန်းခွဲပို့ပေးလိုက်တယ်ကျွန်တော်ကပမာဏမမှန်ဘူးလို့ဖောက်တယ်ဝန်ဆောင်မှုကိုပြောတော့သူကမှပြန်ပြောတယ်ဘဏ်ကောင်တာကနေထွက်သွားရင်တာဝန်မယူဘူးတဲ့လောကမှာဒီလိုအဆင်ပြေတဲ့ကိစ္စမျိုးလည်းရှိသေးတာပဲညကြတော့ဘဏ်ခွဲကနေကျွန်တော်စီဖုန်းဆက်လာတယ်ခမည်းမွန်လွဲပိုင်းကကျွန်တော်တို့ဘဏ်ကနေ300ယူသွားတယ်အဲ့ဒီထဲမှာ350ကခမည်းပိုင်တဲ့ပတ်စံဖြစ်ပြီးကျန်တဲ့3ခုနဲ့ရ90ကိုတော့ကျွန်တော်တို့ဘန်စီအမြန်ဆုံးပြန်လာအပ်ပေးပါတယ်ပါဖြစ်တယ်ဒီနေ့ဘန်မှာပတ်စံအပြင်သွားထုတ်တာဝန်ထမ်းကမျက်စိမှုံပြီး9သိန်းကို9တန်းလို့မှားမြင်ပြီးတော့ငွေသား9တန်းကိုတိုက်ရိုက်ကြီးပေးလိုက်တာလေးလံနေတဲ့ပတ်စံအိတ်ကြီးအပြည့်ကိုကြည့်ပြီးကျွန်တော်တုံဆိုင်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကတ်ထဲမှာ9တန်းလုံးဝမရှိလို့ပဲကျွန်တော်ကတ်ထဲမှာအများဆုံးရှိလာမှ9သိန်းနဲ့အရန်တောင်းကနန်းလောက်ပဲရှိတာဘသူကပတ်စံမကြိုက်ဖဲနေမလဲဒါကကောင်းကင်ကပြုတ်ကျလာတဲ့လက်ကြီးပဲလေမကြည်နဲ့ရင်လဲပတ်စံကိုပြန်စစ်ဆေးကြည့်ပါဦးကျွန်တော်တို့ဘဏ်ရဲ့စီကန်းကကောင်တာကနေထွက်သွားရင်တာဝန်မယူပါဘူးကျွန်တော်ကောင်းချင်းပြပြီးပတ်စံတွေကိုယူကာဘဏ်ကနေတန်းထွက်လာခဲ့တယ်တကယ်တော့ကျွန်တော်ဒီဘဏ်ကဝန်ထမ်းတွေနဲ့ဆက်ဆံရတာကိုအရန်မုန်းတာတခြားနည်းလမ်းမရှိလို့တာမဟုတ်ရင်အကောင့်ကိုဖျက်ပစ်လိုက်တာကြားလာပြီးဘဏ်ထဲကခန်းမကြီးကိုတော့ခန်းသားထဲဝါနေအောင်ပြင်ဆင်ထားပြီးဝန်ဆောင်မှုပေးတဲ့ပြတင်းပေါက်တွေလည်းအများကြီးဖွင့်ထားတယ်ဒါပေမဲ့ဘယ်ချိန်ကြည့်ပြတင်းပေါက်တွေခုထဲမှာပဲအလုပ်လုပ်နေပြီးတခြားပြတင်းပေါက်တွေကတော့အမြဲတမ်းဝန်ဆောင်မှုခိတ္တရက်ဆိုင်ထားတယ်လို့ပဲပြနေတတ်တယ်အပြင်မှာလူတွေရှည်ကြီးတန်းစီနေတာထင်ရှားနေတာတော့ဝန်ထမ်းတွေကတော့အထက်မှာအေးလူစကားလက်ဆောင်ကြနေကြတော့မဲ့အပြင်ကလူတန်းရှည်ကြီးကသူတို့နဲ့ဘာမှမဆိုင်တယ်လို့မျိုးတော်တော်များများကျွန်တော်ပတ်စံသွားထုတ်တဲ့အခါဝန်ထမ်းကကျွန်တော်ငွေသားထုတ်မဲ့အကြောင်းကြားတာနဲ့ချက်ချင်းမျက်နှာပြတ်သွားပြီးတော့အမျိုးမျိုးနှောက်ယှက်တာတွေစက်ဆုံခင်းမင်းမျက်နှာတွေချက်ချင်းလုပ်တော့တာပဲကျွန်းတော်ကကိစ္စသွားလုပ်တာကိုဝန်ထမ်းကတော့ဒါလေးဖွင့်ပါဦးဟိုဟာလေးလုပ်ပါဦးနဲ့အမျိုးမျိုးတွေးဆောင်တက်ကြတယ်ဘန်ခွဲကနေထွက်လာပြီးနောက်ကျွန်တော်ဖုန်းကိုထုတ်ပြီးဗီဒီယိုရိုက်ကူးရေးကိုဖွင့်လိုက်တယ်ပြီးတော့ကင်မရာရဲ့ရှေ့မှာတင်တခြားဖုန်းတစ်လုံးနဲ့ဘန်ရဲ့ဖောက်တဲ့ဝန်ဆောင်မှုစီတိုက်ရိုက်ဖုန်းခေါ်လိုက်တယ်ကျွန်တော်ကကြမ်းချန်ဟဲ့ပါဒီနေ့မွန်းလွဲပိုင်း3:33မိနစ်ကခင်ဗျားတို့ကွန်လင်ဘန်ခွဲကနေပတ်စံထုတ်ပြီးထွက်လာတော့မှပမာဏမမှန်တာကိုသတိထားမိလို့အချိန်တစ်ခုလောက်ကြိုတင်ချင်းဆိုပေးပါကျွန်တော်ကိစ္စကိုပြန်လည်လှုပ်ဆောင်ဖို့ရှောက်ထားခြင်းလို့ပါဘန်ရဲ့ဖောက်တဲ့ဝန်ဆောင်မှုကကျွန်တော်စကားကိုကြားတော့ချက်ချင်းပဲမကြည်မနှက်ဖြစ်သွားတယ်ကျန်းစန်းကိစ္စကဒီလိုရှိပါတယ်ကျွန်တော်တို့ဘဏ်ရဲ့စီကံအရကောင်တာကနေထွက်သွားရင်တာဝန်မယူပါဘူးခင်ဗျားရဲ့ခံစားချက်ကိုနားလည်ပါတယ်ဒါပေမဲ့ကျွန်တော်ကူညီပေးလို့မရပါဘူးကျေးဇူးပြုပြီးနားလည်ပေးပါခင်ဗျားကလည်းဘယ်လိုလူလဲခင်ဗျားရဲ့ဝန်ထမ်းနံပါတ်ဘယ်လောက်လဲဘာလို့ဒီလိုစကားပြောရတာလဲကျွန်တော်ကခင်ဗျားတို့အဆင်ပြေဖို့ခင်ဗျားတို့ဘဏ်ကောင်းဖို့အတွက်ပြောနေတာလေဆရာကျွန်တော်ရဲ့ဝန်ထမ်းနံပါတ်ကတော့ဒီလိုအခြေအနေမျိုးကိုကျွန်တော်တို့တကယ်ပဲဆောင်ရွက်ပေးလို့မရပါဘူးကောင်တာကနေထွက်သွားရင်တာဝန်မယူဘူးဆိုတာနှစ်ဦးနှစ်ဖက်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့သတ်မှတ်ထားတဲ့စီကံပါခင်ဗျာအဲ့ဒီအချိန်တုန်းကတိတိကျကျမစစ်ဆေးခဲ့ပဲအခုမှတော့ခင်ဗျာအတွက်ပြန်ပြီးမလုပ်ပေးနိုင်တော့ပါဘူးကျေးဇူးပြုပြီးနားလည်ပေးပါပြောပြီးတာနဲ့သူကဖုန်းကိုတန်းချသွားခဲ့တယ်ကျွန်တော်သူတို့ကိုမေးခွန်းထုတ်ချင်နေတာကြားပြီးကျွန်တော်သူတို့ဝန်ထမ်းတွေကိုဘယ်တော့မှဒုက္ခမပေးခဲ့ဘူးဒါပေမဲ့သူတို့ကတော့ခင်ဗျာကိတ်ဆလာလောက်တာနဲ့မိမိတို့ရဲ့ကော်မရှင်ဝင်ငွေရဖို့အတွက်စားသုံးသူတွေကိုနှီးမျိုးစုံနဲ့လှည့်စားတော့တာပဲတော်တော်များများကျွန်တော်ကရှင်းရှင်းလင်းလင်းပြောထားပြီးသားငွေစုတဲ့ကိစ္စပဲလုပ်မယ်တခြားပဲကိစ္စမှမလုပ်ဘူးလို့ပြောတာတော့ဝန်ထမ်းတွေကတော့တမင်တက်တိတိတတာရောမတိမတာရောလမ်းကြောင်းလွဲပြီးငွေစုတာကိုရင်းနှီးမြှုပ်နှံမှုတွေအာမခံတွေစီပြောင်းခိုင်းတက်ကြတယ်ပြီးတော့အကျိုးအမြတ်မြင့်တယ်လို့လည်းပြောသေးတယ်ကျွန်တော်အထင်တော့သူတို့ကော်မရှင်ရတာမြင့်လို့နေမှာပတ်စံထုတ်တဲ့ခါကျတော့ပူတောင်ဆိုးသေးတယ်ကျွန်တော်ပတ်စံကျွန်တော်သုံးတာကိုတောင်သူတို့ကိုအစီရင်ခံနေရသေးတယ်ကျွန်တော်တို့ကောင်းဖို့အတွက်ပါလို့နာမည်လှတက်ထားပေမဲ့ကျွန်တော်သုံးမဲ့ပတ်စံစီစဉ်မဲ့လမ်းကြောင်းကိုနည်းနည်းလေးမရှင်းမလင်းပြောမိတာနဲ့သူတို့ကလိမ့်လဲလက်ဖျားခံရတာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပတ်စံထုတ်ပေးဖို့ညှင်းဆန်တော့တာပဲရဲတိုင်းလည်းမထူးဘူးအင်တာနက်ပေါ်မှာလည်းလူတိုင်းကဝိုင်းပြီးကဲရဲရှုပ်ချနေကြတာမိမိပတ်စံ9000ထက်ကျော်တာနဲ့ချက်ချင်းအကောင့်ပိတ်ကန့်တက်ခံရပေမဲ့လိမ့်လေသူတွေကြတော့တိန်းတောင်းချီတန်းချီကိုအေးလူလွှဲသွားနိုင်ကြတယ်ပို့ပြီးအံ့ဩဖို့ကောင်းတာကမိဘတွေကွယ်လွန်သွားတော့သားသမီးတွေကသူတို့ရဲ့ငွေစုပတ်စံတွေကိုအမွေဆက်ခံလို့မရဘူးဘာလို့လဲဆိုတော့အိမ်အောင်စုစရင်ကခမရဲ့မိဘဟာခမမိဘဖြစ်ကြောင်းတက်တည်မပြနိုင်လို့တဲ့ဒါကိုတွေးမိတာနဲ့ကျွန်တော်ကထဲကပတ်စံအားလုံးကိုမြင်ဆန်ပဲလွှဲပြောင်းပစ်လိုက်တဲ့နေဝင်ရိုးကြီးအချိန်မှာလူတွေကတနေ့တာအလုပ်တွေကိုတိတ်နေကြပြီဖြစ်ပေမဲ့ကွန်လင်ဘန်ခွဲကတော့အိုးဝေဖြစ်နေပြီးဘန်တွေကနေတိုင်း4နာရီ5နာရီမှပိတ်တယ်လို့ထင်ရပေမဲ့တကယ်တော့သူတို့ကအပြင်ကလူတွေကိုဝန်ဆောင်မှုပေးတာပဲပြီးသွားတာဖောက်တယ်တွေကိုလက်မခံတော့တာပဲရှိတာတကားပိတ်ပြီးနောက်သူတို့အစည်းအဝေးလုပ်ရတယ်စည်ရင်တွေ့ရတယ်တနေ့တာဝင်ငွေထွက်ငွေတွေကိုရှင်းလင်းရတယ်ဒါပေမဲ့ဒီနေ့ကတော့ကမောက်ကမတွေဖြစ်ကုန်ပြီးဘန်တွေကဝန်ထမ်းတွေတယောက်ချင်းစီတိုင်းကပြတလဲဖြစ်နေကြပြီးအကြောင်းရင်းမရှိပဲတိမ်ပေါင်းများစွာဆုံးရှုံးသွားတဲ့အတွက်အားလုံးကတာဝန်ယူရတော့မှမို့ထိတ်လန့်တုန်လှုပ်နေကြတယ်မကြခင်မှာပဲအကြောင်းရင်းကိုစုံစမ်းသိရှိသွားတယ်မိုးလွဲပိုင်းကဖောက်တဲ့တယောက်ကမူလက9သိန်းပဲထုတ်ဖို့ရည်ရွယ်ထားတာကိုဝန်ထမ်းကမမျှော်လင့်ပဲ9တန်းအထိထုတ်ပေးလိုက်တာပို့ပြီးဆိုတာကဒီဖောက်တဲ့ရဲ့ဗန်ထဲကစုငွေကသူ့မြဖြစ်နေတာပဲမူလကကြန့်ရှိနေတဲ့အရန်တောင်းကနန်းစုငွေတွေကိုလည်းမကြခင်ကတည်းကအကုန်လုံးလွှဲပြောင်းသွားခဲ့ပြီးဆုံးရှုံးမှုကိုကာမိအောင်အတင်းအဓမ္မဖျက်တောက်ဖို့တောင်လုပ်လို့မရတော့ဘူးဒီကိစ္စကဘလို့ကြည့်အဖွဲ့အစည်းလိုက်ကြိုတင်ကြံစီထားတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါကြောင့်လူကြီးပိုင်းတွေကကိစ္စဖြစ်ပွားတဲ့ဝန်ထမ်းကိုရုံးခန်းထဲခေါ်ယူပြီးတီးတန့်စကားပြောခဲ့တဲ့ဝန်ထမ်းနဲ့ဖောက်တီကဆွေမျိုးတော်ဆက်ခြင်းမရှိကြောင်းထက်ခါတလဲလဲအတီးပြုပြီးနောက်မှမျက်နှာပြက်ပြက်နဲ့ဗန်မန်နေဂျာချုပ်ရုံးခန်းထဲကိုဝင်သွားခဲ့တဲ့မန်နေဂျာချုပ်
နောက်ထပ်ဘယ်လိုလုပ်ကြမလဲအကြောင်းရင်းကိုစုံစမ်းသိရှိပြီးပါပြီဝန်ထမ်းနဲ့ပတ်စံထုတ်သူကျန်းဆန်းကတခြားထူးခြားတဲ့ဆက်ဆံရေးမျိုးမရှိပါဘူးဝန်ထမ်းကတမင်လုပ်တာမဟုတ်ပါဘူးပြီးတော့ကျွန်တော်စစ်ဆေးပြီးကျန်းဆန်းကအရင်ကကျွန်တော်တို့ဘဏ်နဲ့ပြိပခအကြီးအကျယ်ရှိခဲ့ဘူးတယ်သူ့ကိုပတ်စံပြန်ပေးဖို့လုပ်ခိုင်းမဲ့ဖြစ်နိုင်ခြေကသူ့ညံနေပါပဲလို့ခံမှန်းရပါတယ်ဘဏ်ခွဲမန်နေဂျာကစပွဲပေါ်ကကျွန်တော်ရဲ့ဖောက်တဲ့အချက်လက်တွေကိုကြည့်ပြီးအချိန်ကြာကြီးစကားမပြောနိုင်ပဲရှိနေတယ်စစ်လိုက်တဲ့လိတ်တောက်ပြီးနောက်မှာတော့လေးနဲ့တဲ့အတန်နဲ့ပြောလာတယ်ဒီလိုကိစ္စမျိုးကဖုံးကွယ်ထားလို့မရဘူးဌာနချုပ်ကိုအစီရင်ခံရမှာတေချာတဲ့အထက်ကိုအစီရင်ခံလိုက်ရုံပဲခံရမယ်ပြစ်ဒဏ်ခံရမယ်တာဝန်ယူရမယ်သူတာဝန်ယူရမယ်ကျွန်တော်တို့ကြမ်းအမိရှိတဲ့သူစီကဆုံးရှုံးမှုကိုပြန်ရအောင်အစွမ်းကုန်လိုက်ရုံပဲဒါပေမဲ့ဘဏ်ရဲ့ပတ်စံဆိုတာအဲ့ဒီလောက်အလွယ်တကူယူလို့ရတာမဟုတ်ဘူးသူကယူရဲတယ်ဆိုရင်တော့အိမ်တော်ရေးပစ္စည်းဖို့အထိပြင်ဆင်ထားရလိမ့်မယ်ဌာနချုပ်ကိုအစီရင်ခံတဲ့အခါကြမ်းအမိရှိတဲ့သူကကျွန်တော်တို့ဘဏ်ခွအဲကနေ9တန်းခွဲယူသွားတယ်လို့ပဲပြောလိုက်ညတက်ကောင်ရံမှာကျွန်တော်အိမ်မှာလဲပြီးဗီဒီယိုတွေကြည့်နေတော့နောက်ဆုံးတော့ဘန်ဝန်ထမ်းစီကဖုန်းဝင်လာခဲ့တယ်ကြမ်းချန်ဟဲဆန်းလာခမဒီနေ့ခမကျွန်တော်တို့ဘန်ကနေပတ်စံထုတ်သွားတာကျွန်တော်တို့ဘန်ပေါ်အလွန်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်စေခဲ့ပါတယ်အခုခမကိုတရားဝင်အကြောင်းကြားစာထုတ်ပြန်ပါတယ်ဖြစ်ပွားရတဲ့အကြောင်းရင်းကဝန်ထမ်းကမတော်တဆခမကိုတိမ်ပေါင်းများစွာပို့ပေးမိသွားလို့ပါကျွန်တော်တို့အခုပဲထွက်ခွာလာပြီးညတက်ကောင်မှလာရောက်ပြန်လဲတိတ်ဆိတ်မှမို့ကျေးဇူးပြုပြီးပူပေါင်းဆောင်ရွက်ပေးပါမဟုတ်ရင်ကျွန်တော်တို့ဥပဒေကြောင်းအရအရေးယူပြီးငွေကြေးတွေကိုပြန်လဲရရှိဖို့ဖြစ်နိုင်တဲ့နည်းလမ်းအားလုံးကိုတုံးသွားမှာပါခမအပေါ်ဖြစ်ပေါ်လာမဲ့ဘလို့အပူဆောင်ဆုံးရှုံးမှုကိုမစိုးမိမိဘာသာတာဝန်ယူပါလို့တစ်ဖက်ကပြောလာတယ်သူတို့ရဲ့စကားပြောဟန်ကမောက်မာမှုတွေအပြည့်ပဲဒါကတော်တော်လေးစမတ်ကြတဲ့စကားပြောနီးပြူဟာပဲကျွန်တော်အခုလာပြီးပတ်စံသိမ်းတာကိုသဘောမတူရင်တော့မတိမတာနဲ့ကျွန်တော်ဘန်ကနေသိမ်းပေါင်းများစွာပို့ယူထားတယ်ဆိုတဲ့အချက်ကိုဝန်ခံလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်ကျွန်တော်တို့နိုင်ငံမှာတော့မတရားသောနည်းလမ်းနဲ့အကျိုးအမြတ်ရရှိခြင်းကဥပဒေကြောင်းအရတာဝန်ရှိပြီးပြင်းထန်ရင်ထောင်ထဲရဲ့နောက်ွယ်မှာဘဝကိုကုန်ဆုံးစေနိုင်တယ်ကျွန်တော်တခါတလေဘန်းတွေပါတွေးနေလဲဆိုတာတကယ်သိချင်မိတယ်ဒီလိုအခြေအနေမျိုးမှာတာမန်လူတယောက်ရဲ့ပထမဆုံးတုံ့ပြန်မှုကတိတိကျကျဆက်သွယ်ပြီးဒါကအထင်မြင်လွဲမှားမှုတစ်ခုဖြစ်တယ်ဆိုတာကိုအစွမ်းကုန်ရှင်းပြရမှာမဟုတ်ဘူးလားပြီးမှတစ်ဖက်လူရဲ့သဘောထားအပေါ်မူတည်ပြီးနောက်ထပ်ဘာလို့မလဲဆိုတာစဉ်းစားရမှာလေသူတို့ဝန်ထမ်းရဲ့အမှားဖြစ်နေတာထင်ရှားနေတာတော့ဘာလို့သူတို့ကမောက်မာတဲ့မျက်နှာပေးနဲ့ပတ်စံပြန်ဆက်ဖို့လာအကြောင်းကြားပြီးမပူးပေါင်းရင်နောက်ဆက်တွဲကိုကိုယ့်ဘာသာတာဝန်ယူပါလို့ပြောနေရတာလေတနစ်ကြော်ကြုံခဲ့ရတာတော့သူတို့ရဲ့ဝန်ဆောင်မှုသဘောထားကအခုထိဒီလိုပဲရှိသေးတာပဲကျွန်တော်ရဲ့ဒေါသကချက်ချင်းပဲထွက်လာတော့တယ်ဘာတိမ်ပေါင်းများစွာလဲကျွန်တော်ဘာလို့ဒီကိစ္စကိုမသိရတာလဲပြီးတော့ခမ ्या တို့ပဲပြောတယ်မလားခမ ्या တို့ဘန်ခွဲရဲ့ပတ်စံထုတ်တဲ့ကိစ္စကကောင်တာကနေထွက်သွားရင်တာဝန်မယူဘူးဆိုဒီလိုရှိပါတယ်ကောင်တာကနေထွက်သွားရင်တာဝန်မယူဘူးဆိုတဲ့စီကံရဲ့နောက်ဆုံးအတိတ်ပဲဖွင့်ဆိုပိုင်ခွင့်ကကျွန်တော်တို့ဘန်မှာပဲရှိပါတယ်ကျွန်တော်တို့ဘန်ရဲ့စီကံအရပတ်စံထုတ်တဲ့အခါမှာခမ ्या ဘက်ကပမာဏကိုတိတိကျကျမစစ်ဆေးခဲ့လို့ပြဿနာတက်ရင်တကယ်ပဲကောင်တာကနေထွက်သွားရင်တာဝန်မယူပါဘူးဒီစီကံကအဓိကအဖြစ်ဖောက်တယ်တွေအတွက်ရည်ရွယ်တာပါအကယ်၍ကျွန်တော်တို့ကမတော်တဆပို့ပေးမိသွားတာဆိုရင်တော့ခမ ्या ဘက်ကပြန်ပေးဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ဒါကမတရားသောနည်းလမ်းနဲ့အကျိုးအမြတ်ရရှိခြင်းနဲ့သက်ဆိုင်ပြီးဥပဒေနဲ့မညီလို့ပါတကယ်လူမိုက်တွေပဲပတ်စံရှုပ်ပေးမိလို့ဖောက်တယ်ကမတိလိုက်ရင်အဲ့ဒါကကောင်တာကနေထွက်သွားရင်တာဝန်မယူဘူးဖြစ်သွားပြီးကိုယ့်ဘက်ကပတ်စံပို့ပေးမိတော့ဖောက်တယ်ကမတရားအကျိုးအမြတ်ရယူတာဥပဒေဖောက်ဖျက်တာဖြစ်သွားရောဒါဆိုရင်ဘန်ကဖောက်တယ်ကိုပတ်စံလျှော့ပေးပြီးနောက်ပို့ထွက်လာတဲ့ပတ်စံကြတော့မတရားအကျိုးအမြတ်ရယူတာမဟုတ်တော့ဘူးပေါ့ခမ ्या ကကျွန်တော်ခမ ्या တို့ဘဏ်ကနေတိမ်ပေါင်းများစွာယူသွားတယ်လို့ပြောတယ်နော်ကျွန်တော်မေးပါရစေဦးခမ ्या တို့ဒီတိမ်ပေါင်းများစွာကဘဏ်ရဲ့ပတ်စံဖြစ်ကြောင်းဘယ်လိုသက်သေပြမလဲကျန်းဆန်းကျွန်တော်တို့ဘဏ်ထဲမှာစောင့်ကြည့်ကင်မရာတွေရှိပါတယ်ခမ ्या ညင်းလို့မရပါဘူးတစ်ဖက်လူကလုံလောက်တဲ့ပြင်ဆင်မှုတွေလုပ်ထားပြီးအိမ်အောင်စုစည်ရင်ကတော့ကျွန်တော်မေဟာကျွန်တော်မေဖြစ်ကြောင်းသက်သေမပြနိုင်တာစောင့်ကြည့်ကင်မရာတွေကလူကကျွန်တော်ဖြစ်ကြောင်းခမ ्या တို့ဘယ်လိုသက်သေပြမလဲတခြားလူကကျွန်တော်ပုံစံမျိုးမိတ်ကပ်လိမ့်ထားတာမဖြစ်နိုင်ဘူးလားကျွန်တော်လည်းသိပါတယ်ကျွန်တော်ရဲ့ဒီစကားကတိတိတတ်တာပဲကတိကတ်နိုင်နေတာဒါပေမဲ့သူတို့ကိုကြောက်ခဲနဲ့ခြေထောက်ပြန်ထွေးရတဲ့ခံစားချက်မျိုးပေးခြင်းရုံတက်ပဲတကယ်ပဲတစ်ဖက်လူကကျွန်တော်စကားကိုကြားတော့ချက်ချင်းပဲစွန့်သွားတယ်မိမိတို့ရဲ့လူမိုက်စကလုံးတွေရဲ့ရှေ့မှာသူတို့လည်းဘလို့ပြန်ဖြေရမလဲမသိတော့ဘူးတကယ်တော့ကျွန်တော်ပတ်စံကိုဘန်စီပြန်မပေးဖို့တကယ်ရည်ရွယ်တာမဟုတ်ပါဘူးကျွန်တော်ကသူတို့ရဲ့မောက်မာတဲ့သဘောထားကိုပဲအယမ်းမကျေနပ်တာကျွန်တော်မိမိကိုယ်ကိုရှင်းရှင်းလင်းလင်းသိပါတယ်ကျွန်တော်ကဘန်ကိုရှင်းနိုင်မှာမဟုတ်ဘူးကျွန်တော်နဲ့ဘန်ကမနစ်ကလေးကတရားရင်ဆိုင်နေရတာအမှုကထင်ရှားပြီးတက်တည်လေခိုင်လုံနေတဲ့အခြေအနေမှာတော့အခုထိအမှုကမပြီးပြတ်သေးဘူးရှေ့နေကကျွန်တော်ကိုပြောဘူးလေအကယ်၍နောက်ဆုံးမှာအမှုနိုင်ခဲ့ရင်တော့မှဗန်ဝန်ထမ်းတွေကအကောင့်ထဲပေါ်ဖို့ရင်းဆန်ပဲဖြစ်နိုင်ခြေကအများများတယ်ဒါကြောင့်ကျွန်တော်ရဲ့နောက်ဆုံးစီကံကတော့ပတ်စံပြန်ပေးလို့ရတယ်ဒါပေမဲ့300ပဲပြန်ပေးနိုင်မယ်ဒီလိုလုပ်ရအောင်မနစ်ကကျွန်တော်မှာခမ ्या တို့ဘန်ခွဲမှာ350ရှိတာအကြောင်းရင်းမရှိပဲပျောက်သွားခဲ့တယ်ခမ ्या တို့ကဝန်ထမ်းတဦးချင်းစီရဲ့ကိုယ်ပိုင်လုပ်ရက်လို့ပြောပေမဲ့ကျွန်တော်သဘောမတူဘူးပတ်စံကခမ ्या တို့ဘန်မှာအထားတာဖြစ်တဲ့အတွက်ပြဿနာတက်ရင်ခမ ्या တို့တာဝန်ယူရမယ်ဒီအမှုကကျွန်တော်တို့အခုထိတရားရင်ဆိုင်နေတော့မယ်အခုကျွန်တော်အမှုပေးဖို့ရွေးချယ်နိုင်တယ်ဒီတစ်ချိန်မှာကျွန်တော်300ပဲပြန်ပေးမယ်ပိုနေတဲ့350ကမူလကလေးကကျွန်တော်ပတ်စံပဲဒီလိုဆိုအဆင်ပြေတယ်မလားမထင်မှတ်ပဲကျွန်တော်စကားကိုကြားတော့တစ်ဖက်ကချက်ချင်းပောက်ကွဲသွားတယ်300ဟုတ်လားကျန်းဆန်းခမ ्या ဘာတွေနောက်ပြောင်နေတာလဲခမ ्या ကျွန်တော်တို့ကို9တန်းခွဲပြန်ပေးရမှာကျွန်တော်အုံနောက်ကတစ်ချက်တည်းနဲ့စွန့်သွားပြီးတုတ်ပြန်ဖို့တောင်မေးသွားတယ်လို့ပဲအဲ့ဒီအချိန်မှာပဲတစ်ဖက်လူကဆက်ပြောတယ်ကျန်းဆန်း
မနစ်ကကိစ္စကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းရှင်းပြထားပြီးသားပါခင်ဗျားအကောင့်ထဲက350အကြောင်းရင်းမရှိပဲပျောက်သွားတာကကျွန်တော်တို့ဘဏ်ဝန်ထမ်းရဲ့ကိုယ်ပိုင်လုပ်ရဖြစ်ပြီးဘဏ်နဲ့မသက်ဆိုင်ပါဘူးဒီတစ်ချိန်ခင်ဗျားကျွန်တော်တို့ဘဏ်ကနေ9တန်းခွဲပို့ယူသွားတဲ့ကိစ္စနဲ့မရောထွေးပါနဲ့ဒီ9တန်းခွဲကိုခင်ဗျားပြန်ပေးတဲ့လောက်ပြန်ပေးရမယ်အဲ့ဒီ350ကိစ္စကတော့ကျွန်တော်တို့ဥပဒေကတရားမျှတမှုပေးလိမ့်မယ်ဆိုတာကိုယုံကြည်ရမှာပဲတစ်ဖက်လူရဲ့စကားကကျွန်တော်ကိုချအချင်းပဲဒေါသပေါက်ကွဲစီခဲ့တဲ့ရှီနီကတော့ပြောပြီးအဲ့ဒီ350အမှုနိုင်ခဲ့ရင်တော့ခင်ဗျားတို့အကောင့်ထဲမဖို့ပဲညှင်းဆန်မဲ့ဖြစ်နိုင်ခြေကအများများတယ်လို့အခုကြမှာကျွန်တော်ကိုတရားမျှတမှုကိုယုံကြည်ခိုင်းနေတယ်ကျွန်တော်ဒေါသထွက်ချင်ပေမဲ့အသက်ပြင်းပြင်းရှူပြီးရှင်းရှင်းလင်းလင်းမေးဖို့ဆုံးဖြတ်လိုက်တယ်ခင်ဗျားခုနကပြောတယ်နော်ကျွန်တော်ခင်ဗျားတို့ဘဏ်ကနေဘယ်လောက်ယူသွားတယ်လို့ပြောလဲခင်ဗျားမွန်းလွဲပိုင်းကကျွန်တော်တို့ဘဏ်ကနေ300ယူသွားတယ်အဲ့ဒီထဲမှာဆယ်ကခမရပတ်စံဖြစ်ပြီး9တန်းခွဲကဝန်ထမ်းရဲ့ကိုပိုင်မပါခမရအချိန်မီပြန်မပေးရင်ကျွန်တော်တို့ဥပဒေကြောင်းအရအရေးယူမှာကိုထည့်သွင်းစဉ်းစားရလိမ့်မယ်တစ်ဖက်လူစကားမဆုံးခင်မှာပဲကျွန်တော်ဖုန်းကိုတန်းချလိုက်တော့တယ်ခမရတို့အမေကိုပဲတွားပြောလိုက်အဖိုးကြီးမပေးဘူးတရားရင်ဆိုင်ခြင်းရင်လည်းကြိုက်တယ်လို့လုံမူလာကတော့ဘန်ကိုတင်ကန်းစာတစ်ခုပေးခြင်းရုံတက်တက်ပဲမိမိတို့ရဲ့မောက်မာမှုကိုပြန်ရုပ်သိမ်းမှုအတွက်ရလက်ကတော့ကိုယ်တိုင်ပဲလူပြက်ဖြစ်သွားရတယ်ဒီလူတွေတကယ်ပြောရတာပဲထင်ထင်ရှားရှားလေးတန်းခွဲပဲရှိတာကို9တန်းခွဲလို့အတင်းပြောနေပြီးမတိမတာနဲ့3တန်းပို့ထွက်လာတဲ့မျိုးကြီးတွေမှာဆိုအိမ်တလုံးတောင်ဝယ်လို့ရနေပြီးအကယ်၍ကျွန်တော်ပတ်စံပြန်ပေးမယ်ဆိုရင်300ပဲပေးတာကိုဘန်ဝန်တန်းကသဘောမတူဘူးအကယ်၍ကျွန်တော်ကို9တန်းခွဲပြန်ပေးခိုင်းမယ်ဆိုရင်တော့ကျွန်တော်ကကဘာပေါ်မှာအကြီးဆုံးလူကြီးစားကြီးဖြစ်သွားမှာပေါ့အစိုးဆုံးတော့တရားရင်ဆိုင်ပြီးရုံးတော်အထိတက်ရုံပေါ့ဘာပဲဖြစ်ဖြစ်ကျွန်တော်မှာတက်တည်ရှိတယ်ကျွန်တော်မိုးလွဲပိုင်းကရိုက်ထားတဲ့ဗီဒီယိုကအလားအတာမဟုတ်ဘူးဒါကအလွန်ပြဒီစုံနဲ့တက်တည်တစ်ခုပဲမနစ်ကကျွန်တော်ရဲ့ဘဏ်အကောင့်ထဲက350အကြောင်းရင်းမရှိပဲပျောက်သွားတာဘဏ်ဝန်ထမ်းတွေကဘယ်ညာလွှဲချပြီးဒီပတ်စံကမိမိတို့နဲ့မဆိုင်ဘူးဝန်ထမ်းရဲ့ကိုယ်ပိုင်လုပ်ရဖြစ်လို့ဘဏ်ကိုလာမရှာတင်ဘူးလို့ပြောခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ကဘဏ်ရဲ့ဘယ်ဝန်ထမ်းလဲဆိုတာအသေးစိတ်မေးတဲ့အခါကျတော့သူတို့ကဝန်ထမ်းရဲ့ကိုယ်ပိုင်လုံခြုံရေးနဲ့သက်ဆိုင်လို့ပြောဖို့အဆင်မပြေဘူးလေဒါကဖောက်တယ်ကိုအယူလုပ်ပြီးကစားနေတာထင်ရှားနေတာပဲဒီလိုကွက်မြင်သားတဲ့အမှုကိုတောင်တရွတ်တိုက်ဆွဲလာခဲ့တာခုထိမပြီးပြတ်သေးပဲဖြစ်နေတာအဲ့ဒီနေ့ကစပြီးကျွန်တော်အခွင့်အရေးတစ်ခုကိုပဲစောင့်နေခဲ့တာဒီနေ့လိုမျိုးအဆက်ကွဲခဲ့တာတွေကိုပြန်ပြီးစေးကြောနိုင်မဲ့အခွင့်အရေးမျိုးပဲကျွန်တော်မှအနိုင်ရဖို့တေချာတဲ့ယုံကြည်ချက်ရှိတဲ့ဘဏ်ကိုအကြီးအကျယ်တင်ကန်းစာပေးနိုင်လိမ့်မယ်ဘာပဲဖြစ်ဖြစ်ကြိုတင်ပြီးပြင်ဆင်မှုတွေအများကြီးလုပ်ထားခဲ့တာပဲဒါပေမဲ့ကျွန်တော်နားမလည်တာကပုံမှန်ဆိုရင်ကျွန်တော်300ပဲပြန်ပေးမဲ့အစီအစဉ်ကိုဘဏ်ကသဘောမတူရင်တော့မှအနည်းနဲ့အမတ်စဉ်းစားပေးရမှာမဟုတ်ဘူးလားဒါပေမဲ့သူတို့ကဘာလို့ပြောင်းပြန်ကြီးကျွန်တော်9တန်းခွဲပို့ယူသွားပါတယ်လို့အတင်းအကျပ်ပြောနေရတာလဲဒီပို့ထွက်လာတဲ့3တန်းကဘဲကနေရောက်လာတာလဲနောက်တစ်နေ့မနက်အစောကြီးမှရင်ကျွန်တော်အိမ်တကားကိုလာခောက်တန်ကြားရတယ်ဘန်ခွဲကဝန်ထမ်းတွေအိမ်ထိရောက်လာကြပြီးကျွန်တော်ရဲ့လက်ရှိနေရဲ့လိပ်စာကိုဘယ်တော့မှမပြောခဲ့ဘူးလားတော့တစ်ဖက်လူကကျွန်တော်လိပ်စာကိုအတိအကျရှာဖွေနိုင်ခဲ့တယ်လာတဲ့သူကဘန်ခွဲမန်နေဂျာနဲ့ဝန်ထမ်း2ယောက်ပဲကြမ်းစမ်းခင်ဗျားကျွန်တော်တို့ဘဏ်ကပတ်စံတွေကိုပို့ယူသွားခဲ့တယ်ဒီနေ့ကျွန်တော်တို့ပတ်စံလာသိမ်းတာမို့အဲ့ဒီ9တန်းခွဲကိုမူလပိုင်ရှင်စီပြန်ပေးဖို့အနှောက်အယှက်ပေးပါရစေပါ9တန်းခွဲလဲကျွန်တော်မသိဘူးလို့ကျွန်တော်ကစိတ်မရှိစွာနဲ့ပြန်ဖြေလိုက်တယ်ကျန်းဆန်းအကယ်၍ခမည်းဒီလိုပဲဆက်လုပ်နေမယ်ဆိုရင်ကျွန်တော်တို့ဥပဒေကြောင်းအရအရေးယူမှာကိုထည့်သွင်းစဉ်းစားရလိမ့်မယ်အဲ့ဒီအချိန်ကျရင်ခမည်းတာဝန်ယူရမှာက9.5တန်းတင်မကတော့ဘူးကျွန်တော်တို့ဘက်ကတရားစီးတွေအလုပ်ပြက်ကွက်မှုနစ်နာကြေးတွေတွာလာစီးတွေပါတာဝန်ယူရလိမ့်မယ်ပြီးတော့ကျွန်တော်တို့ဒီပတ်စံကိုခမည်းရဲ့လူမှုစီးပွားကုန်တိတ်ခါမှတ်တမ်းထဲမှာထည့်သွင်းလိုက်မှာမို့ခမည်းလူမွဲစည်းရင်းဝင်သွားလိမ့်မယ်ခမည်းတိတိကျကျစဉ်းစားပါဦးမန်နေဂျာရဲ့စကားတန်ကမကျေပေမဲ့စကလုံးတွေကချင်းချောင်းမှအချိန်ဝါကတော့အပြည့်ပဲခမည်းကျွန်တော်ကိုအယူလုပ်နေတာလားချင်းငွေယူမှသာဂုံတိတ်ခါမှတ်တမ်းနဲ့တက်မှလေဒီပတ်စံကကျွန်တော်နဲ့သက်ဆိုင်တဲ့ချင်းငွေစာချုပ်မှာလက်မှတ်ထိုးထားတာလည်းမဟုတ်ဘူးကျွန်တော်ကိုပတ်စံပြန်ပေးစီခြင်းရင်လည်းခမည်းတို့ကျွန်တော်ကိုရှင်းပြအောင်ဘာကိုကောင်တာကနေထွက်သွားရင်တာဝန်မယူဘူးလို့ခေါ်တာလေဒီစီကံကကျွန်တော်တို့ဘဏ်ကသတ်မှတ်ထားတာမို့နောက်ဆုံးအတိတ်ပဲဖွင့်ဆိုပိုင်ခွင့်ကကျွန်တော်တို့မှာပဲရှိတယ်အသေးစိတ်အကြောင်းရင်းကိုမနေ့ကလည်းခမည်းကိုရှင်းပြဤသားပဲဒီစီကံနဲ့ခမည်းမတရားရယူထားတဲ့အကျိုးမြတ်ကိုပြန်ပေးရမယ့်ကိစ္စနဲ့ဘာမှမဆိုင်ဘူးဒါဆိုမနစ်ကကျွန်တော်မှာခမည်းတို့ဘဏ်ထဲက350အကြောင်းရင်းမရှိပဲပျောက်သွားတာကြတော့ရောခမည်းတို့အခုထိကျွန်တော်ကိုကြိုးကြောင်းစီရောတဲ့ရှင်းလင်းချက်မပေးသေးဘူးနော်ဒါကိုကြိုတင်ပြီးရှင်းပြထားပြီးသားပဲလေကျွန်တော်တို့ဘဏ်ဝန်ထမ်းရဲ့ကိုယ်ပိုင်လုပ်ရဖြစ်ပြီးကျွန်တော်တို့ဘဏ်ကလည်းနစ်နာသူပဲအခုဒီကိစ္စနဲ့မဆိုင်ဘူးခမည်းကခမည်းတို့ဘဏ်ဝန်ထမ်းရဲ့ကိုယ်ပိုင်လုပ်ရလို့ပြောတယ်နော်သူ့ရဲ့မိသူမိဝဖြစ်ကြောင်းကျွန်တော်ကိုပြောပြလေကျွန်တော်သူ့ကိုတွားရှာမယ်ဒါကဝန်ထမ်းရဲ့ကိုယ်ပိုင်လုံခြုံရေးနဲ့သက်ဆိုင်လို့ခမည်းကိုပြောပြလို့မရပါဘူးကျွန်တော်တို့ဘန်တွင်းမှာပဲအရေးယူသွားမှာပါပြီးတော့ဒါကခမည်းဒီ9တန်းခွဲမတရားရယူထားတဲ့အကျိုးမြတ်ကိုပြန်ပေးရမယ့်ကိစ္စနဲ့လည်းမဆိုင်ဘူးဒါဆိုရင်ခမည်းတို့နဲ့ကျွန်တော်ဘာမှပြောစရာမရှိတော့ဘူးရုံးတော်မှာပဲတွေ့ကြဆိုလို့ကျွန်တော်ကအာမနာတမ်းပဲနှိမ့်ထုတ်လိုက်တယ်ကျန်းဆန်းကျွန်တော်ခမည်းကိုတတိပေးပါရစေဦးစောစောစီးစီးပတ်စံပြန်ဆက်တာကခမည်းအတွက်ပိုကောင်းလိမ့်မယ်မဟုတ်ရင်ခမည်းရဲ့ဆုံးရှုံးမှုကကျွန်တော်တို့ထပ်ပိုကြီးလိမ့်မယ်မယုံရင်ခမည်းရဲ့ဇနီးစီဖုံးဆက်ပြီးမေးကြည့်နိုင်ပါတယ်တစ်ဖက်လူကကျွန်တော်ကိုအပိုင်တွက်ထားတဲ့ပုံစံမျိုးကကျွန်တော်ကိုထိတ်လန့်တုန်လှုပ်သွားစေတယ်အဲ့ဒီအချိန်မှာပဲဇနီးတဲ့စီကဖုံးဝင်လာခဲ့တဲ့ယောက်ျားတို့ကုမ္ပဏီရဲ့ပတ်စံတွေအကုန်လုံးအပိတ်ခံလိုက်ရပြီးလိမ်လည်မှုနဲ့ဆက်ဆက်နေတယ်လို့ပြောတဲ့ဇနီးရဲ့စကားကိုကြားတော့ဘေးကမန်နေဂျာကချက်ချင်းပဲပြုံးလိုက်တယ်အနိုင်ရရှိသွားတဲ့ပုံစံမျိုးနဲ့ပေါ်ကျန်းဆန်း
လက်လျှော့လိုက်ပါတင်းခံနေတာကနှစ်ဦးနှစ်ဖက်လုံးအတွက်မကောင်းပါဘူးကျွန်တော်သူ့ရဲ့လောင်ပြုံးကိုဂယုမဆိုင်ပဲဘေးကိုထွက်ပြီးဇနီးနဲ့တီးတန့်စကားပြောလိုက်တယ်တူကုမ္ပဏီရဲ့ဘဏ်အကောင့်၄-၅ခုလုံးမှာရှိတဲ့ပတ်စံတွေအကုန်လုံးအပိတ်ခံလိုက်ရတာမနဲ့အစောကြီးရတဲ့သတင်းပဲဘန်တီတီကိုဆက်သွယ်ကြည့်တော့သူတို့ကဒီပတ်စံတွေကလိမ်လည်မှုနဲ့ဆက်ဆက်နေတယ်လို့ပြောတယ်ဇနီးရဲ့စကားကိုကြားတော့ကျွန်တော်ချက်ချင်းမန်နေဂျာကိုကြည့်လိုက်တယ်ခင်ဗျားတို့လုပ်တာမလားဒါနဲ့ကျွန်တော်ကိုချင်းချောက်တာလားသူတို့ကငွေသားစီးဆင်းမှုကိုပိတ်ဆို့တဲ့နီးပြူဟာကိုတုံးပြီးကျွန်တော်ကိုအကြက်ကင်ချင်နေတာကျွန်တော်တို့ဇနီးမောင်နှံနာမည်နဲ့ဖွင့်ထားတဲ့ကုမ္ပဏီကလုပ်ငန်းလုပ်လာတာ10စုနှစ်တခုမကရှိပြီးအကောင့်ထဲမှာတက်တန်းအရှိဆုံးပတ်စံဆိုရင်10နှစ်လောက်တောင်ရှိပြီးကျွန်တော်စကားကိုကြားတော့မန်နေဂျာကမျက်နှာကပြုံးနေပေမဲ့ခန္ဓာကိုယ်ကတော့ခေါင်းခါပြနေတယ်သူကစကားအမှားယွင်းဖြစ်မှာကြောက်လို့အမှန်တိုင်းမပြောရဲတာပဲသူနဲ့တူပါလာတဲ့ဘဏ်ဝန်ထမ်းတွေကတော့တက်ရောက်ချင်းစီတိုက်ပွဲကောင်းကြည့်ရတော့မဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်ခမရမနေ့ကပြောတာဘန်နဲ့ပရိပခရှိနိုင်တယ်ဆိုတာဘာအခြေအနေမို့လို့လဲဖုန်းထဲကနေဇနီးကစိုးရင်တကြီးမေးလာတယ်ကျွန်တော်အမြန်ပဲဘေးကိုထွက်ပြီးတိုးတိုးလေးနဲ့အကြောင်းစုံကိုရှင်းပြလိုက်တယ်အခုကုမ္ပဏီရဲ့အခြေအနေကတကယ်ကိုဆိုးရွားနေတာကုမ္ပဏီတစ်ခုကအမျက်မရှိလို့ရတယ်အရင်နီးမရှိလို့ရတယ်ဒါပေမဲ့ငွေသားစီးဆင်းမှုတော့မရှိလို့မရဘူးဒီငွေကြေးအပိတ်ခံထားရတဲ့ကာလအတွင်းမှာကုမ္ပဏီမှာဘလို့ပြဿနာတေးသေးလေးပဲတက်ကုမ္ပဏီကတန်းပြီးပျက်စီးသွားနိုင်တယ်ကျွန်တော်တို့ကိုဒီလောက်ကြီးတဲ့လုပ်ငန်းတစ်ခုဖြစ်လာအောင်လုပ်ခိုင်းရင်တော့ကျွန်တော်တို့မလုပ်နိုင်ဘူးဒါပေမဲ့ဒီလောက်ကြီးတဲ့လုပ်ငန်းတစ်ခုကိုဖျက်ဆီးပြဖို့ကြတော့အရန်လွယ်ကူပါတယ်လို့ဘေးကမန်နေဂျာကရုတ်တရက်ပြောလာတယ်သူ့စကားကိုကြားတော့ကျွန်တော်လက်သီးကိုတင်းတင်းဆုပ်ထားပြီးစကားတစ်ခုမှမပြောဘဲကန်ချမာကိုပဲလက်ခံလိုက်ရတော့မလို့ဖြစ်နေပြီးမထင်မှတ်ပဲနောက်တစ်စက္ကန့်မှာဇနီးရဲ့စကားကကျွန်တော်ရဲ့မျှော်လင့်ချက်ထက်ကျော်လွန်သွားခဲ့တယ်သူတို့ကိုအကွက်စင်နေတာကျွန်တော်သိတယ်ယောက်ျားကျွန်တော်ရှင့်ကိုထောက်ခံတဲ့ဒီဘန်ကလူကိုအရန်နှိမ့်ဆက်လွန်းနေလို့စီးပွားရေးမလုပ်ရရင်နေပါစေဒီဒေါသကိုတော့ပြင်းပြင်းထန်ထန်ပြန်ပေါက်ကွဲပြရမယ်ခဏလေးတွင်မှာကျွန်တော်မိမိကိုစိတ်ကူးရင်အိမ်မက်မက်နေတာလားလို့တောင်တန်တရားဝင်မိတယ်ဇနီးရဲ့စကားကိုမယုံကြည်နိုင်စွာနဲ့နားထောင်နေမိတာသူတို့ဘန်ခွဲရဲ့အကျင့်ကအရန်ကောက်ကျစ်လို့နဲ့ကျမလည်းသူတို့ကိုမကျေနပ်တာကြားပြီးအရင်ကကျမအမေကွယ်လွန်တုန်းကသူတို့ကကျမအမေဟာကျမအမေဖြစ်ကြောင်းတက်တည်ပြခိုင်းသေးတယ်အိမ်အောင်စုစရင်ကတက်တည်မပြနိုင်ဘူးတဲ့ပြီးတော့ထင်ထင်ရှားရှားလေးတန်းခွဲပဲရှိတာကိုသူတို့က9တန်းခွဲလို့အတင်းအောင်နေရတဲ့ဒါကလူရိုးကိုနှိပ်စက်တာမဟုတ်ဘူးလားကျမကတော့ဒီလိုအရှုံးမခံနိုင်ဘူးရှင်သာကြောက်သွားရင်ရှင်ကိုတဘောအလုံးအထင်သေးပြမှာဇနီးကကိုယ်တိုင်ဘန်ဝန်ထမ်းတွေရဲ့ခမရအမေဟာခမရအမေဖြစ်ကြောင်းတက်တည်ပြပါဆိုတာကိုကြုံခဲ့ဘူးလားဒါပေမဲ့ဒါက10စုနှစ်တခုမကကိစ္စလေးကျွန်တော်မူလကထင်ထားတာဇနီးကကျွန်တော်ကိုအရင်ဆုံးအလျှော့ပေးဖို့ဖြောင်းဖျလိုက်မယ်ပြီးမှအဲ့ဒီ3တန်းကိစ္စကိုရှင်းပြဖို့အခွင့်အရေးရှာလိုက်မယ်လို့ထင်တာမထင်မှတ်ပဲသူကပုံမှန်ထက်ထူးခြားစွာပြောင်းပြန်ကြီးဖြစ်နေတယ်ဒီလိုဇနီးမျိုးရတာဘာနဲ့မှမလဲနိုင်ဘူးဇနီးမောင်နှံစိတ်တူကိုတူရှိရင်ဘယ်အရာမဆိုဖြတ်ကျော်နိုင်တာပေါ့ကောင်းပြီဇနီးသဘောတိုင်းပဲသူတို့ကိုပြန်ချကြဆိုကျွန်တော်နဲ့ဇနီးကသဘောထားချင်းတိုက်ဆိုင်သွားတာကအမြဲတမ်းဘေးကနေနားထောင်နေတဲ့မန်နေဂျာကိုတော်တော်လေးဒေါသထွက်သွားစေတယ်ကျွန်တော်သူတို့ကိုထားခဲ့ပြီးရှေ့နေရုံးခန်းကိုတွားဖို့တွေးလိုက်တဲ့အချိန်မှာပဲမထင်မှတ်ပဲသူတို့ကကျွန်တော်ကိုအတင်းအဓမ္မတားဆီးလိုက်ကြတယ်ကြမ်းစမ်းဒီနေ့ဒီပတ်စံကိုထုတ်မပေးရင်ခမည်းဘယ်မှသွားလို့မရဘူးလို့မန်နေဂျာကမကောင်းတဲ့မျက်နှာပေးနဲ့ပြောလာတယ်သူ့စကားကိုကြားတော့သူ့နောက်ကလူနှစ်ယောက်ကကျွန်တော်ရဲ့ထွက်ပေါက်အားလုံးကိုတန်းပြီးပိတ်ဆို့လိုက်ကြတယ်ကျွန်တော်သူတို့နဲ့အများကြီးအငြင်းမပွားတော့ပဲရဲကိုတိုက်ရိုက်ဖုန်းခေါ်လိုက်တယ်ရဲတွေရောက်လာပြီးနောက်မှာပဲကျွန်တော်လွတ်မြောက်နိုင်ခဲ့တယ်ရှိနေသွားရှာတာကအလားအတာပဲလိမ္မာပါနဲ့စွာနဲ့ပတ်စံထုတ်ပေးတာကမှလမ်းမှန်ပဲကျွန်တော်သူတို့ရဲ့အော်ဟစ်တန်တွေကိုဂယုမဆိုင်ခဲ့ဘူးဒါပေမဲ့ကျွန်တော်မကြခင်မှာပဲတစ်ဖက်လူဘာလို့ရဲတင်းနေလဲဆိုတဲ့အကြောင်းရင်းကိုနားလည်သွားခဲ့တယ်ကျွန်တော်မနစ်ကဘန်နဲ့တရားရင်ဆိုင်ဖို့ကူညီပေးခဲ့တဲ့ရှေ့နေစီထပ်မံဆက်သွယ်ကြည့်တယ်ဒါပေမဲ့သူကတော့မျက်နှာပြက်ပြက်နဲ့အမှုကိုလက်ခံဖို့ညှင်းဆန်ခဲ့တယ်ကျွန်တော်လက်ထဲမှာလုံလောက်တဲ့သက်သေတွေရှိတယ်ကျွန်တော်တို့ဒီအမှုကိုလုံးဝရှုံးမှာမဟုတ်ဘူးခင်ဗျားဘာလို့လက်မခံတာလဲလို့ကျွန်တော်ကရှအင်းဒီကိုတိတိကျကျမေးလိုက်တဲ့ရှေ့နေကမျက်နှာပြက်ပြက်နဲ့ကျွန်တော်ကိုညှင်းဆန်ခဲ့တယ်ကျွန်တော်ထက်ခါတလဲလဲမေးမြန်းပြီးနောက်မှပဲသူကအမှန်တရားကိုဖွင့်ပြောလာတော့တယ်တကယ်တော့သူအလုံးလက်မဲ့ဖြစ်နေတာကြာပြီးတဲ့မိနစ်ကသူကျွန်တော်နဲ့ဗန်ရဲ့အမှုကိုကူညီပေးပြီးနောက်မှာသူ့ကိုတလောကလုံးကနေပိတ်ဆို့ blacklist လိုက်ကြတယ်သူမတိမတာခံစားရတာကဗန်နဲ့သက်ဆိုင်နေတယ်လို့ထင်ပေမဲ့တက်သေးတော့မရှိဘူးမိနစ်ကနေအခုထိသူတစ်နှစ်ပတ်လုံးအမှုတစ်ခုမှလက်မခံရသေးဘူးအခုတော့လမ်းမပေါ်မှာကြက်ကြော်ရောင်တဲ့အလုပ်ကိုပြောင်းလုပ်နေရပြီးဒီနေ့ခမည်းကန်ကောင်းလို့ကျွန်တော်ကိစ္စတစ်ခုရှိလို့ရှေ့နေရုံးခန်းကိုလာမိတာမဟုတ်ရင်ကျွန်တော်ကိစ္စတစ်ခုရှိလို့ရှေ့နေရုံးခန်းကိုလာမိတာမဟုတ်ရင်ခမည်းလူချင်းလွဲသွားလိမ့်မယ်သူ့စကားကိုကြားပြီးကျွန်တော်အကြာကြီးစွန့်သွားခဲ့တယ်သူ့ကိုနှစ်သိမ့်ပေးခြင်းပေမဲ့ဘလို့စကားဆရာမလဲမသိဘူးဖြစ်နေတယ်ဒီကိစ္စကိုခမည်းတခြားရှိနေလဲသွားမရှာပါနဲ့တော့တမျိုးလုံးမှာဘယ်သူမှလက်ရဲစရဲလက်ခံရဲမှာမဟုတ်ဘူးရှိနေလဲတာမန်လူပဲသမင်းစားရတာလေကျွန်တော်ကိုစံနမူနာပြထားတာမို့ဘယ်သူမှလက်ခံရဲမှာမဟုတ်ဘူးမိနစ်ကခမည်းရဲ့အမှုကိုလက်ခံပြီးကြတဲ့ကကျွန်တော်တစ်နှစ်ပတ်လုံးအမှုလက်မခံရတဲ့အပြင်ဘဏ်ကတ်တွေပါခဏခဏအပိတ်ခံရသေးတယ်တလမှာရက်တော်များများကိုဘဏ်ကိုပဲပြေးနေရတာလို့ရှိနေတာပြောပြတယ်ရှိနေတဲ့စကားကိုကြားပြီးကျွန်တော်အရင်အံ့ဩသွားရတယ်ပထမဆုံးတိကျွမ်းတုန်းကဘလောက်တောင်စိတ်အားထက်သန်ခဲ့လဲအခုကျတော့တကူလုံးနွမ်းရနေပြီးကျွန်တော်တို့မှာအခွင့်အရေးရှိပါသေးတယ်ဒီတစ်ချိန်ကျွန်တော်တို့မှာလုံလောက်
တဲ့တက်သေးရရှိတယ်ကျွန်တော်တို့ဒီအမှုကိုနိုင်ုံနဲ့တင်ခမားရဲ့အခြေအနေရောကျွန်တော်ရဲ့အခြေအနေရောလုံးဝပြောင်းလဲသွားလိမ့်မယ်အမှုနိုင်သွားတာနဲ့တစ်ဖက်လူကကျွန်တော်ကိုထပ်ပြီးဒုက္ခပေးမှာမဟုတ်တော့ဘူးခမားကြတော့လေအကြီးကျယ်နာမည်ကြီးသွားလိမ့်မယ်ခမားဗီဒီယိုတို့အကောင့်တစ်ခုဖွင့်ပြီးမိမိဘန်ကိုအနိုင်ရခဲ့တဲ့အမှုအကြောင်းကိုနေ့တိုင်းကဘာတိအောင်ရှောက်ပြောနေလိုက်ဒါဆိုရင်ခမားအမှုလက်မခံရမှာစိုးရိမ်စရာလိုဦးမလားကျွန်တော်အင်တာနက်ပေါ်မှာမြင်မှုတဲ့ရှေ့နေတယောက်ကသူစိမ့်တယောက်နဲ့ကလေးအုပ်ထင်းခွင်းကိုလူယူဖို့တရားရင်ဆိုင်တာမယုံနိုင်စရာပဲနောက်ဆုံးမှာအမှုနိုင်သွားခဲ့တဲ့သတင်းထွက်လာတာနဲ့နေတိုင်းသူ့စီဆက်သွယ်တဲ့သူတွေမပြတ်တော့ဘူးကျွန်တော်လက်ထဲကတက်တေတွေနဲ့ဆိုရင်အမှုကဘလို့ပဲရင်ဆိုင်ရှုံးမဲ့ဖြစ်နိုင်ခြေကအရန်နေပါတယ်ကျွန်တော်စကားကိုကြားတော့ရှိနေကအကြာကြီးစကားမပြောနိုင်ပဲစစ်လိတ်တလိတ်ပြီးတလိတ်တောက်နေခဲ့တယ်ထားလိုက်ပါတော့ကျွန်တော်ဒီအမှုကိုအရန်သဘောကျတယ်ကျွန်တော်တို့နိုင်မဲ့အခွင့်အရေးအရန်များပါတယ်ကျွန်တော်ခမားနဲ့အတူနောက်တစ်ချိန်လောင်းကြီးထပ်ပါမယ်လောင်းကြီးရှုံးသွားရင်တော့ကျွန်တော်ရှိနေလို့ကိုလုံးဝဆွတ်လို့ပြီးမုံပြတလက်ပဲတွားရောက်တော့မယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ရှိနေလောကမှာပိတ်ဆို့ခံထားရပြီးမှုဒီလုပ်ငန်းမှာထမင်းစားလို့မရတော့ဘူးအမှုနိုင်သွားရင်တော့ကျွန်တော်ရွှေတစ်စိတ်ရှိနေဖြစ်ချက်ချင်းအဆင့်တက်သွားမှာပေါ့ဘာပဲဖြစ်ဖြစ်လူတိုင်းကဘန်ကိုအနိုင်ရအောင်တရားရင်ဆိုင်တိုင်းတာမဟုတ်ဘူးလေရှိနေတဲ့စကားပြောပြီးနောက်ကျွန်တော်တို့လိုအပ်တဲ့တရားရင်ဆိုင်မဲ့တက်သေးတွေကိုစတင်ပြင်ဆင်ကြတော့တယ်ပြီးတော့သူ့ရဲ့ PR တွေကိုရှော့ချပေးဖို့အတွက်ကျွန်တော်တမင်တက်ရှိနေခါကိုသုံးစပေးခဲ့တယ်မကြခင်မှာပဲရုံချင်းရဲရောက်လာခဲ့တယ်မိနစ်ကမြင်ကွင်းအတိုင်းပဲလူနှစ်စုကတရားရုံးတော်မှာထပ်မံရင်ဆိုင်ကြပြန်ပြီးဒါပေမဲ့ဒီတစ်ချိန်မှာတော့တရားလိုနဲ့တရားပြန်ရာထူးကပြောင်းပြန်ဖြစ်သွားခဲ့တဲ့အခြေအနေကပိုပြီးဆိုးရွားလာတာကိုကြည့်ပြီးကျွန်တော်တို့ကတော့လုံးဝမလန့်ပဲအေးလူပြုံးပြီးကျွန်တော်အဲ့ဒီအချိန်ကရိုက်ထားတဲ့ဗီဒီယိုနဲ့ဖုန်းပြောထားတဲ့အတန်ဖိုင်ကိုထုတ်ပြလိုက်တဲ့တစ်ဖက်ကရှိနေကတော့ချက်ချင်းအုံနောက်တည်သွားပြီးဘာမှပြန်မပြောနိုင်တော့ဘူးအထူးသဖြင့်ဖုန်းပြောထားတဲ့အတန်ဖိုင်ထဲမှာရှင်းရှင်းလင်းလင်းကြားရတာကဘန်ရဲ့ဖောက်တယ်ဝန်ဆောင်မှုကကိတ်ဆက်ကိုပြန်လဲလှုပ်ဆောင်ဖို့ညှင်းဆန်ခဲ့တဲ့အပိုင်းပဲဒါကိုကြားတော့ဘန်ကလူတွေမျက်နှာအကုန်လုံးမဲမောင်သွားကြတယ်တရားရုံးကနေအိမ်ပြန်ရောက်တာနဲ့ဘန်စီကဖုန်းချက်ချင်းဝင်လာပြန်တဲ့အရင်တိုင်းမောက်မာနေတော့မယ်ကျွန်တော်ကိုအလားဟတမယုံကန်ပဲစောစောစီးစီးပတ်စံပြန်ဆက်ဖို့ဖြောင်းဖြနေတယ်ကျွန်တော်သူ့ကိုဂယုမဆိုင်ပဲဖုန်းကိုတန်းချလိုက်တယ်ဇနီးရဲ့အဆက်မပြတ်တိုင်ကြားမှုတွေကြောင့်ကုမ္ပဏီအကောင့်ကအခုဆိုတဝက်လောက်ပြန်ပွင့်သွားပြီးကျွန်တော်မှသူတို့နဲ့အဆုံးထိတိုက်ပွဲဝင်ဖို့လုံလောက်တဲ့အချိန်ရှိတယ်အသာစီးကကျွန်တော်ဘက်မှာပဲဒါပေမဲ့ကျွန်တော်တစ်ဖက်လူကိုလုံးဝအထင်သေးမိသွားခဲ့တယ်သူတို့ကအေးစစ်စစ်လက်လျှော့မဲ့သူတွေမဟုတ်ဘူးဒီတစ်ချိန်သူတို့ကကျွန်တော်ရဲ့မိဘတွေစီဆက်သွယ်ခဲ့ကြတယ်မိဘတို့ဒီကအငိမ့်စားယူထားတာကြပြီးဖြစ်ပြီးအိမ်မှာပဲအေးလူအနားယူနေကြတာဒါပေမဲ့ဘန်ဝင်နှန်းတွေကစာရွက်စာတမ်းတွေကိုကင်ပြီးညတက်ခေါင်ရံမှာသူတို့စီတွားရှာခဲ့ကြတယ်သူတို့ကိုတန်းပြီးတော့နှီးမျိုးစုံနဲ့ချင်းချောက်တာတွေဟိဟောက်တာတွေလုပ်ခဲ့ကြတယ်ဒါကကျွန်တော်မိဘတွေကိုညတက်ခေါင်မှာအိတ်လို့မရအောင်ထိတ်လန့်သွားစေပြီးကျွန်တော်စီဖုန်းဆက်ပြီးငိုယိုတိုင်တန်းကြတော့တယ်ကျွန်တော်မိဘတွေကအသက်ကြီးပြီးမို့မူလကတည်းကနည်းနည်းတွေဝေတက်နေပြီးတစ်ဖက်လူရဲ့ညတက်ခေါင်ချင်းချောက်မှုကိုခံရတော့စစ်တောက်ပြီးတေးချင်းစိတ်တောင်ပေါက်သွားကြတယ်တော်သေးတယ်ကျွန်တော်အချိန်မီပြန်ရောက်လာလို့ကျွန်တော်ပြန်ရောက်လာတာကိုမြင်တော့အမေကချက်ချင်းငိုချလိုက်တော့တယ်တာမင်းပြန်လာပြီးပဲမင်းတကယ်ပဲဘာမှတွေလုံးမိလို့လဲတစ်ဖက်လူကတိုးမိသားစုကိုဖျက်ဆီးသွားအောင်လုပ်ဖြစ်မယ်လို့ပြောတယ်ပြီးတော့ထောင်ထဲပါဝင်ရလိမ့်မယ်တဲ့သူတို့တက်ကြီးရွယ်ဦးနှစ်ယောက်ကပုံမှန်ဆိုရိုးရိုးသားသားနေထိုင်ကြတာမို့ဒီလိုမြင်ကွင်းမျိုးဘယ်တော့မှမကြုံဘူးကြဘူးအဖေနဲ့အမေခမရတို့တကယ်ပဲအလာကားစိုးရိမ်နေတာပါလို့ကျွန်တော်ကစိတ်ရှည်လက်ရှည်နှစ်သိမ့်ပေးလိုက်တယ်ပြီးတော့ဘန်ဝင်နှန်းတွေနဲ့ဖြစ်ပွားခဲ့တဲ့ရန်ညိုးတွေကိုအဆအဆုံးရှင်းပြလိုက်တယ်သူတို့တကယ်ကိုအရှက်မရှိလို့နာမိနစ်ကကျွန်တော်ရဲ့ဘန်ထဲက350အကြောင်းရင်းမရှိပဲပြောက်သွားတော့ကမိဘတွေစိုးရိမ်မှကြောက်လို့ကျွန်တော်မပြောခဲ့ဘူးသူတို့ကြတော့အခုဘာမှမဆိုင်ပဲလူဆိုးကအရင်တိုင်းကလိုမျိုးတမင်တက်အိမ်ကြီးလာရှာကြတယ်ကျွန်တော်စကားကိုကြားတော့မိဘတွေချက်ချင်းတွေးဟဖြစ်သွားကြတယ်စိတ်ထဲမှာတော့တာမန်လူကဘန်ကိုမရှင်နိုင်ဘူးလို့ထင်နေကြတော့ပဲဒါမှမဟုတ်မင်းသူတို့နဲ့ပြန်ညှိနှိုင်းကြည့်ပါဦးအဲ့ဒီ3တန်းကအထင်အမြင်လွဲမှားမှုတစ်ခုဖြစ်တယ်လို့ပြောပြီးတော့ပိုနေတဲ့4တန်းခွဲကိုပြန်ပေးလိုက်ပါတို့မိသားစုတစ်ခုလုံးအေးချမ်းချမ်းနေရတာကဘာထက်မဆိုမြတ်ပါတယ်တာမင်းတိထားရမှာကရှေးကလေးကလူပြင်းကအရာရှိကိုမနိုင်ဘူးဆိုတာပဲလို့အဖေကစိုးရိမ်တကြီးပြောလာတယ်ကျွန်တော်သိပါတယ်သူတို့ကကျွန်တော်အတွက်တွေးပေးနေတာဆိုတာဒါပေမဲ့အဖေကနားမလည်ဘူးအခုခေတ်ကာလကပြောင်းသွားပြီဆိုတာကိုဖေစိတ်ချကျွန်တော်မှရင်ဆိုင်မဲ့နီလန်းတွေရှိပြီးသားတို့မိသားစုဘာမှမဖြစ်စေရဘူးပြီးတော့ကျွန်တော်မိမိရဲ့အကြံစီတွေဇနီးရဲ့ထောက်ပံ့မှုတွေနဲ့ရှိနေတဲ့မကြခင်ကလုပ်ခဲ့တဲ့ကိစ္စတွေကိုအကုန်လုံးရှင်းပြလိုက်တော့မှသူတို့စိတ်အေးသွားကြတယ်ပြီးတော့မိဘတွေကိုလည်းကျွန်တော်ကအားပေးစကားပြောထားတာမို့တစ်ဖက်လူဒုတိယအကြိမ်အိမ်ကိုလာရှာတဲ့အချိန်မှာပဲရဲကိုတိုက်ရိုက်ဖုန်းခေါ်လိုက်ကြတယ်တက်ကြီးရွယ်ဦးတွေကိုချင်းချောက်တယ်ဆိုပြီးတိုင်လိုက်တာရဲတွေကလည်းအာမနာတမ်းပဲဘန်ကလာသမျှလူအကုန်လုံးကိုရဲအနေငယ်ကြာဖမ်းဆီးထိမ့်သိမ်းလိုက်တော့တယ်ဒါမှပဲသူတို့ငြိမ်သွားကြတော့တယ်ကျွန်တော်ကဘန်ဝင်တန်းအားလုံးကိုတက်ကြီးရွယ်ဦးတွေကိုချင်းချောက်အကြမ်းဖက်မှုနဲ့တိုက်ရိုက်တရားစွဲဆိုလိုက်တယ်ပြီးတော့အဲ့ဒီအချိန်ကတက်တီတွေကိုပါထုတ်ပြလိုက်တော့အခုလေးတင်ပြန်လွတ်လာတဲ့မန်နေဂျာကမူလကမဲမောင်နေတဲ့မျက်နှာကနေအခုဆိုဖြူဖြော့သွားတဲ့အထိဒေါသထွက်သွားရတဲ့မကြခင်မှာပဲဒုတိယအကြိမ်ရုံချင်းရောက်လာခဲ့တယ်ဒီတစ်ကြိမ်မှာတော့ဘန်ဝင်တန်းတွေကကျွန်တော်ဘက်ကမတရားအကျိုးအမြတ်ရယူထားကြောင်းတက်တီပြဖို့နောက်ထပ်တက်သေးတွေအများကြီးထုတ်ပြလာကြတယ်ဒါပေမဲ့ဒါတွေကိုကျွန်တော်တို့ကအေးလူပဲပြန်လဲခြေပနိုင်ခဲ့တယ်တရားခွင့်ချင်းကုံဆုံးသွားတာမို့တရားသူကြီးကအမှုကိုထပ်မံရွှေ့ဆိုင်းလိုက်တယ်ရုံချင်းပြီးဆုံးသွားတော့ဒန်ရဲ့မန်နေဂျာအစ်စ်ကတော့အေးလူပဲကြမ်းစမ်း
ကျွန်တော်တို့ဘဏ်ကခင်ဗျားကိုနောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးချင်ပါတယ်ခင်ဗျားကျွန်တော်တို့ဘဏ်ကနေ9တန်းခွဲယူသွားတဲ့ကိစ္စကိုကျွန်တော်တို့မလိုက်ဖဲနေမှာမဟုတ်ဘူးဒါပေမဲ့ခင်ဗျားကိုလည်းလမ်းပိတ်တဲ့အထိမလုပ်ချင်ပါဘူးဒါကြောင့်ကျွန်တော်တို့ကြားနေနီးလန်းတစ်ခုကိုသုံးဖို့ဆုံးဖြတ်လိုက်တယ်ဘာကြားနေနီးလန်းလဲပတ်စံကိုတော့ခင်ဗျားပြန်ပေးရမှာတေချာတယ်ဒါပေမဲ့4တန်းခွဲပဲပြန်ပေးရင်ရပြီကျန်တဲ့3တန်းကိုတော့ကျွန်တော်တို့လုပ်ငန်းသုံးချင်းငွေဖြစ်ပြောင်းလဲပေးလိုက်မယ်ချင်းငွေဒီသဘောမျိုးပြောင်းလိုက်တာမို့ခင်ဗျားပတ်စံပြန်ဆက်เสียရမလို့တော့ပဲလာတိုင်းအတူပဲပေးနေရင်ရပြီဒါဆို2နှစ်ပြည့်သွားရင်အဲ့ဒီ3တန်းကိုဘယ်လိုလုပ်မလဲအဲ့ဒီအချိန်ကျရင်ကျွန်တော်တို့ခင်ဗျားအတွက်နောက်ထပ်2နှစ်တက်တန်းတိုးပေးမယ်နီးလန်းရှိပါတယ်ဒီလိုပဲစက်တိုက်တိုးပေးသွားရုံပဲ10နှစ်20အထိတိုးပေးသွားလို့ရတယ်ပြဿနာမရှိဘူးကောင်းတဲ့နီးလန်းပဲဒါပေမဲ့ကျွန်တော်ညင်းတယ်လို့ကျွန်တော်ကအမနာတမ်းပဲတိုက်ရိုက်ညင်းပယ်လိုက်တယ်သူတို့တွေးတာတကယ်လှတာပဲကျွန်တော်သူတို့ရဲ့နီးလန်းကိုသဘောတူလိုက်တာနဲ့အဲ့ဒီ3တန်းကိုအမြဲတမ်းပြန်မဆက်ပဲနေလို့ရမယ်လို့ထင်ရပေမဲ့လောကမှာအဲ့ဒီလောက်ကောင်းတဲ့ကိစ္စဘယ်မှရှိမလဲနှစ်နှစ်ပြည့်သွားတဲ့အခါကျမှသူတို့ကျွန်တော်ကိုတက်တမ်းမတိုးပေးရင်ကျွန်တော်လိမ္မာပါနှက်စွာနဲ့ပတ်စံပြန်ဆက်ရတော့မှလေဘာပဲဖြစ်ဖြစ်အဲ့ဒီအကြောင်းရင်းမရှိပဲပိုထွက်လာတဲ့3တန်းကကျွန်တော်နာမည်နဲ့လုပ်ငန်းသုံးချင်းငွေဖြစ်သွားပြီဆိုတာကိုကျွန်တော်ကိုယ်တိုင်ဝန်ခံလိုက်တယ်လို့ဖြစ်သွားမှာမို့လို့ပဲဒီနီးလန်းကကျွန်တော်အတွက်ဘာအကျိုးကျေးဇူးမှမရှိဘူးကျန်းဆန်းခမရမလို့ပါနဲ့ဦးကျွန်တော်တို့ခမရကိုစဉ်းစားဖို့9ရက်အချိန်ပေးပါမယ်9ရက်မပြောနဲ့တဝက်တောင်ကျွန်တော်မစဉ်းစားဘူးလို့စိတ်ထဲကနေနှာခေါင်းရှုံးလိုက်တယ်ဒါပေမဲ့ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ဖုန်းဝင်လာခဲ့တယ်တတိမကောင်းတော့ဘူးတို့ရဲ့ပါတနာတွေကအခုလေးတင်အကြောင်းကြားလာတယ်သူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုကိုဖျက်သိမ်းခြင်းတဲ့ဝန်ထမ်းရဲ့စကားကိုကြားတော့ကျွန်တော်စိတ်ထဲမှာဆဲရေးတိုင်းထွာခြင်းတဲ့စကားလုံးတွေအများကြီးထွက်လာတော့တယ်ဒါကဘန်ကနောက်ွယ်ကနေလှုပ်တာတေးချတယ်ကျွန်တော်တွတ်ဆဲဆိုရင်းနဲ့ပူးပေါင်းဆောင်ရွက်တဲ့ဖောက်သည်တွေစီဖုန်းလန်းခေါ်လိုက်တယ်တို့ရဲ့ပူးပေါင်းဆောင်ရွက်သူအများစုကဒေတာတွင်းကလုပ်ငန်းရှင်တွေဖြစ်ကြပြီးကိုလင်ပန်ခွဲနဲ့လည်းပတ်သက်မှုတွေအများကြီးရှိကြတာဒါကြောင့်သူတို့ကဘဏ်ရဲ့မျက်နှာကိုထောက်ထားပြီးတို့ကုမ္ပဏီကိုဖိအားပေးဖို့ဖုန်းခေါ်လာကြတာပဲတကယ်တော့သူတို့ကကျွန်တော်ကိုအပိုင်တွက်ထားတယ်လို့ထင်နေတာဒါပေမဲ့သူတို့အချက်တစ်ခုကိုမေ့နေကြတယ်လုပ်ငန်းနဲ့ဘဏ်ရဲ့ရွေးချယ်မှုဆိုတာအမြဲတမ်းနှစ်ဦးနှစ်ဖက်ရွေးချယ်မှုဖြစ်တယ်ဆိုတာကိုပဲကျွန်တော်နိုင်ဝက်လောက်ပဲတုံးပြီးပူးပေါင်းဆောင်ရွက်တဲ့တတိအားလုံးစီဖုန်းဆက်လိုက်တယ်ပြီးတော့အကြောင်းစုံကိုရိုးရိုးရှင်းရှင်းပဲရှင်းပြလိုက်ပြီးတူတူထမင်းစားဖို့ချင်းဆိုလိုက်တဲ့ကျန်းတုံးကြားရတာတော့ခမ ्या ကဒီတစ်ချိန်ကိုလင်ပန်ခွဲကိုအကြီးအကျယ်စင်ခေါ်လိုက်တာပဲနော်ခမ ्या ရဲ့ဒီလိုရက်ကစီးလုံးမှုကိုထိခိုက်စေတယ်ဗျာကျန်းတုံးခမ ्या ပန်စီကနေ9တန်းခွဲဖြတ်လိုက်တာအကျိုးမြတ်တွေရှိနေတာပဲတို့စီကကုန်ပစ္စည်းသွင်းစီကိုလည်းနည်းနည်းလောက်မြင့်ပေးဦးလေတထေးတွေရဲ့စကားကိုကြားတော့ကျွန်တော်မျက်နှာအနှဲငယ်ပြတ်သွားရတယ်သူတို့ရဲ့ရည်ရွယ်ချက်ကဘဏ်ကိုကူညီဖို့လုံးဝမဟုတ်ပဲကျွန်တော်စီကနေအကျိုးမြတ်တစ်ခုခုလာလူကျင်နေတာဆိုတာကျွန်တော်သိတာပေါ့ဒါကအခွင့်ကောင်းယူပြီးနှိပ်စက်တဲ့ပုံစံမျိုးဖြစ်နေပေမဲ့စီးပွားရေးလောကမှာတော့ဒါကပုံမှန်ပဲလေလူယုံမှာအစစ်နဲ့ဆက်ဆံရတာကဟန်ဆောင်တတ်တဲ့လူယုံမှာထက်စားရင်ပိုကောင်းပါသေးတယ်ဘဲကလားအိုကျန်းနဲ့ကွန်လင်ပန်ခွဲရဲ့ရန်ညိုးကအကြီးကြီးပြမနစ်ကကွန်လင်ပန်ခွဲကအိုကျန်းတို့စီက350ကိုဝါမျိုးပစ်လိုက်တဲ့ကိစ္စခင်ဗျားတို့မသိကြဘူးလားဝိုင်းထဲမှာကျွန်တော်ဘက်ကနေကူညီပြောပေးတဲ့တငယ်ချင်းစစ်တွေလည်းအများကြီးရှိပါသေးတယ်မနစ်ကအိုကျန်းတို့ကုမ္ပဏီရဲ့350အကြောင်းရင်းမရှိပဲပျောက်သွားတာကွန်လင်ပန်ခွဲကဝန်ထမ်းရဲ့ကိုယ်ပိုင်လုပ်ရက်ဖြစ်လို့ရော်ကြီးမပေးနိုင်ဘူးလို့တေလူမတက်ငင်းခဲ့တာအခုဆိုအမှုကတစ်နှစ်ရှိပြီဘာရလက်မှမထွက်သေးဘူးတကယ်လားဘယ်မှာလိမ်မလဲပြမနစ်ကဒီကိစ္စကိုကြားပြီးကလေးကကွန်လင်ပန်ခွဲရဲ့အစိုးရအကောင့်ကိုကျွန်တော်သိမသုံးတော့ဘူးကျွန်တော်အိမ်ကအိမ်ဖော်တောင်ဒီကိစ္စကိုတီးသွားတော့ကက်ထဲကရာကနန်းပဲရှိတဲ့ပတ်စံကိုပါအကုန်သွားထုတ်ပစ်လိုက်သေးတယ်တငယ်ချင်းရဲ့စကားကိုကြားတော့တထေးအားလုံးရဲ့မျက်နှာပေးကပြောင်းလဲသွားကြတယ်ဒီနေ့ဘန်ကသူ့ကိုဒီလိုလုပ်ရဲရင်မနှက်ဖြန်ကြရင်မိမိတို့ကိုလည်းဒီလိုလုပ်ရဲမှာပဲလေဒါပေမဲ့သူကဘန်စီကနေ9တန်းပြန်ရထားတာပဲမရှုံးပါဘူးအဲ့ဒီ350ကိုဖယ်ထားလိုက်ဦးကျွန်တော်အများဆုံးရှိလာမှာဘန်စီကနေ300ပဲပို့ယူထားတာကျွန်တော်လည်းအဲ့ဒီ3တန်းကဘယ်ကနေရောက်လာလဲဆိုတာလုံးဝမသိဘူးဒါကလည်းကျွန်တော်အမြဲတမ်းစိတ်ထဲမှာမကြည်မနှက်ဖြစ်နေတဲ့အချက်ပဲဒီ3တန်းကအလကားနေရင်ကောင်းကင်ကပြုတ်ကျလာတာမှမဟုတ်တာမဖြစ်နိုင်တာအိုကျန်းခမ ्या ထပ်ပြီးစကားတွေရှောက်ပြောနေပြန်ပြီးအိုကျန်းဒီကိစ္စကဘာမှဖုံးကွယ်စရာမလိုပါဘူးရိုးရိုးရှင်းရှင်းပဲဝန်ခံလိုက်စမ်းပါတထေးအားလုံးကမယုံကြတာမို့ကျွန်တော်ထက်ခါတလဲလဲရှင်းပြနေရတယ်ကျွန်တော်တော့အဲ့ဒီပိုထွက်လာတဲ့3တန်းကဘဲကနေလာလဲဆိုတာသိတယ်လို့ပဲလို့ဘေးကနေအကြာကြီးစကားမပြောပဲထိုင်နေတဲ့ဝူလုံးကစကားဆလာတယ်ခမ ्या တို့မသိလို့နေမှာမနစ်ကကွန်လင်ပန်ခွဲရဲ့ကြောက်မန်နေဂျာချုပ်ကမကောက်ဦးမှာ3တန်းရှုံးခဲ့တယ်ဗျခမ ्या တို့စဉ်းစားကြည့်လေသူကဘန်ခွဲမန်နေဂျာချုပ်ဖြစ်တာ3နှစ်တောင်မပြည့်သေးဘူးဒီလောက်ပတ်စံအများကြီးဘဲကနေရမလဲအဖိုးကြီးခဏလေးတွင်းမှာပဲကျွန်တော်အကုန်လုံးသဘောပေါက်သွားပြီးဒီလူယုံမာတွေကကျွန်တော်ကိုသူတို့ရဲ့ပတ်စံအိတ်ဖြစ်ထပ်ပြီးသုံးကျင်နေကြတာပဲရက်အနေငယ်ကြာပြီးနောက်မှာတော့ကျွန်တော်အရင်နေ့အနေငယ်စိုက်ထုတ်ပြီးပူပေါင်းဆောင်ရွက်သူတယောက်ချင်းစီနဲ့လုပ်ငန်းတွေကိုပြန်လည်စတင်နိုင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲရှိနေကတရားရုံးကရုံးချင်းစာရောက်လာပြီလို့အကြောင်းကြားလာတဲ့မူလကတော့သူတို့ကကျွန်တော်အညံ့ခံလိမ့်မယ်လို့ထင်နေတာဒါပေမဲ့သူတို့မမျှော်လင့်ထားတာကအရှုံးစာတစ်ဆောင်ကိုပဲစောင့်ကြည့်နေရတယ်ဆိုတာပဲတရားရုံးကဗန်ဘက်ကနောက်ထပ်တက်တွေတွေထုံမပြနိုင်တာကိုကြည့်ပြီးတစ်ဖက်လူရဲ့တက်တွေကမခိုင်လုံဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကျွန်တော်ကိုအနိုင်ပေးလိုက်တဲ့ဘန်ရဲ့မန်နေဂျာကမိမိရဲ့မျက်လုံးကိုမယုံနိုင်ပဲရှိနေတဲ့အချိန်မှာပဲသူ့စီကိုဘန်ထဲကနေဖုန်းချက်ချင်းဝင်လာခဲ့တဲ့ဘန်ခွဲရဲ့ကြောက်မန်နေဂျာချုပ်ကဘန်တွင်းရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်မှုနဲ့အမှုဖွင့်စုံစမ်းစစ်ဆေးခံနေရပြီးတဲ့သူနဲ့ပတ်သက်မှုရှိတဲ့သိရှိသူအားလုံးကိုလည်းစုံစမ်းစစ်ဆေးတော့မယ်တဲ့ခဏလေးတွင်းမှာပဲသူ့မျက်နှာကပြ
အာနှမ်းသွားပြီးမျက်လုံးထဲကနေနောက်တရတဲ့မျက်ရည်အနှဲငယ်စီးကျလာတော့တယ်ရက်အနှဲငယ်ကြာပြီးနောက်မှာတော့ကျွန်တော်ကွန်လင်ဘန်ခွဲရဲ့မန်နေဂျာချုပ်ဟောင်းနဲ့တွေ့ဆုံခဲ့တယ်ပြီးခဲ့တဲ့အချိန်နဲ့နှိုင်းယှဉ်ရင်ရက်အနှဲငယ်တွင်းမှာပဲသူက10နှစ်လောက်အိုမင်းသွားတဲ့ပုံစံမျိုးဖြစ်နေတယ်အကယ်၍အဲ့ဒီအချိန်တုန်းကတို့တွေမင်းကိုတိတ်နေရပဲပြန်ပေးဖို့တောင်းဆိုခဲ့ရင်မင်းပတ်စံပြန်ပေးမှလားလို့သူကမေးလာတယ်ကျွန်တော်ခဏလောက်တုံ့ဆိုင်သွားပြီးခေါင်းငိမ့်ပြလိုက်တယ်ကျွန်တော်ကသူတို့နဲ့မတူဘူးကျွန်တော်မှာစီကန်းရှိတယ်ကျွန်တော်ခေါင်းငိမ့်ပြတာကိုမြင်တော့ဘန်ခွဲမန်နေဂျာချုပ်ဟောင်းကနောင်နာတွေပြည့်နဲ့အော်ဟင်းကိုကျွေးတော့တာပဲကိစ္စတွေကဒီတင်ပြီးမသွားသေးဘူးကွန်လင်ဘန်ခွဲရဲ့မန်နေဂျာချုပ်အစ်စ်ရာထူးတက်တဲ့ပထမဆုံးနေ့မှာတင်တရားရုံးရဲ့စင့်ခေါ်စာကိုလက်ခံလိုက်ရတယ်မိနစ်ကကျွန်တော်ရဲ့350အကြောင်းရင်းမရှိပဲပျောက်သွားတဲ့ကိစ္စကတစ်နှစ်ပတ်လုံးဒုက္ခပေးခဲ့တာဒီနှစ်မှာတော့အဆုံးတက်ရမယ့်အချိန်ရောက်ပြီးရာထူးတက်ခါစမန်နေဂျာချုပ်ကရာထူးတက်ချင်းဒီလိုရှုပ်ထွက်ဒီလေပြဿနာကြီးနဲ့ကြုံရလိမ့်မယ်လို့မထင်ထားခဲ့ဘူးသူကတဘာဝအတိုင်းပဲအရင်လူရဲ့အကြံစီကို73ဖို့တွေးလိုက်တယ်အမှုရှုံးရင်တော့မှအကောင့်ထဲမပေါ်ပဲညှင်းဆန်မှုပေါ်ဘာပဲဖြစ်ဖြစ်ဘန်ခွဲကတရားရုံးကိုမကြောက်ဘူးလေဒါပေမဲ့သူမမျှော်လင့်ထားတာကတရားရုံးကကျွန်တော်ကိုအနိုင်ပေးလိုက်တဲ့အချိန်မှာပဲကျွန်တော်ပတ်စံအများကြီးတုံးပြီးသတင်းထောက်တွေနဲ့ဗီဒီယိုသမားတွေကိုဘန်တကာဝမှာအပြည့်လာပိတ်ခိုင်းလိုက်တာပဲကျွန်တော်ကတော့သူတို့ရဲ့ live လွှင့်မှုတွေထဲမှာကိစ္စရဲ့အစအဆုံးနဲ့ဘန်ရဲ့လူမိုက်အကျင့်တွေကိုစတင်ပြောပြတော့တာပဲကိစ္စကပိုပြီးကြီးထွားလာပြီးလူမှုဖွဲ့စည်းရဲ့စိတ်ဝင်စားမှုကပိုပြီးမြင့်တက်လာတာကိုကြည့်ပြီးမန်နေဂျာချုပ်အစ်စ်ကကြောက်သွားခဲ့တဲ့သူသွားတွေကိုတင်းတင်းချိတ်ပြီးမိနစ်က350အရင်အပြင်အလုပ်ပြက်ကွက်မှုနစ်နာကြီးရှိနေခါစတဲ့ကုန်ကြစည်အားလုံးကိုတပြိုင်နက်တည်းထုတ်ပေးလိုက်တော့တဲ့ပတ်စံရတဲ့ဒုတိယမြောက်နေ့မှာပဲကျွန်တော်ဇနီးအတွက်အိတ်အစ်စ်တစ်လုံးဝယ်ပေးလိုက်ပြီးကားအစ်စ်တစ်စီးပါလဲပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲအင်တာနက်ပေါ်မှာလဲရွှေတစိမ့်ရှိနေအစ်စ်တစ်ယောက်ထပ်ပြီးတိုးလာခဲ့ပါတော့တယ်